မင်္ဂလာပါညီကိုတို့ဒီနေ့ညမြန်မာစံတော်ကြီးနှစ်နာရီခွဲမှာအလာဘက်နဲ့ဗီလာဗီယေတို့ရှင်မြိုင်နေသားကြမှာပါအလာဘက်ရဲ့အိမ်ကွင်းနောက်ဆုံး၅ပွဲမှာနှစ်ပွဲနိုင်တစ်ပွဲတည်နဲ့နှစ်ပွဲရှုံးနာပါတယ်ဗီလာဗီယေရဲ့အဝေးကွင်းနောက်ဆုံး၅ပွဲမှာတစ်ပွဲနိုင်တစ်ပွဲတည်နဲ့၃ပွဲရှုံးနာပါတယ်ဒီနေ့တင်ရဲ့နောက်ဆုံးတွေ့ဆုံမှု၅ပွဲမှာဗီလာဗီယေဟာနှစ်ပွဲနိုင်နဲ့နှစ်ပွဲတည်ကြတာပြီးတစ်ပွဲရှုံးနာပါတယ်ဗီလာရီရဲ့ဟာအဆင့်၄နေရာမှာရပ်တည်နေပြီးအဆင့်၅ကဘတ်တစ်နဲ့စက်တမက်တီဖြတ်ထားနိုင်လို့ဖိအားကင်းနေပါတယ်။အလာဘတ်ကတော့အဆင့်16မှာတန်ဆင်းဆောင်ဖိအားအကြောင်းရုံးခဲ့နေရပြီးနောက်ပိုင်းပွဲတွေမှာတရီတမက်နဲ့ဂိုးတွေရလာနေပါတယ်။ဒီနေ့ပွဲမှာဗီလာရီရဲ့ကနေ level 50 9ပေါင်280ပေးထားပြီးဗီလာရီရဲ့အနိုင်ရနိုင်မယ်ကြီးမဟုတ်ပါဘူး။2020နောက်ပိုင်းလာဘက်အိမ်ကွင်းမှာလာကစားတိုင်းဗီလာရီရဲ့တို့အနိုင်မရခဲ့ပဲရုံးကန်ရတတ်ပါတယ်။အိမ်ကွင်းကိုသွင်းရှိတဲ့အလာဘက်ကြောင့်ကိုမြနိုင်တဲ့ဝဲဖြစ်ပါတယ်